ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့ဒီညဒီလိုမျိုးချင်း brotherhood ညီကိုမောင်နှမတွေနဲ့တွေ့ဆုံခွင့်ရတာအရန်ဝမ်းသာတယ်ကျွန်တော်လည်းဒေါ်လာကြီးဒီနယူးဒေါ်လာကြီးမှာတတောင်းတနေရလေးကနေဒီလိုတစ်ချက်သေးတစ်ပွင့်ပါဝင်ခွင့်ရတဲ့အတွက်လည်းအရန်ကျေးဇူးတင်တယ်ကျွန်တော်ဒေါ်လာကြီးစအပိုင်းမှာတော့ဒီလိုမျိုးတချို့ CCRFC ပေါ့နော်ကျွန်တော်တို့ film တွေဒီအတိုင်းဝိုင်းဖက်ကလုပ်တဲ့ဒီ Zoom မှာလည်းပါဝင်လက်ရှိတယ်ဒါပေမဲ့နှစ်ကျော်လာတဲ့နောက်ပိုင်းမှာအကြောင်းမျိုးမျိုးကြောင့်မိသားစုအခြေအနေလေးတွေကြောင့်ကျွန်တော်ခဏတစ်ဖြုတ်နားပြီးတော့မှအခုလိုပြန်လေတစ်ဖန်ပေါ့နော်ဒီရှင် brotherhood ညီကိုတွေနဲ့ပြန်တွေ့ရတာဒီညဆိုရင်ပထမဆုံးအချိန်ဖြစ်ပါတယ်လို့ကျွန်တော်ဒီညတော့အားပေးစကားဆိုတာထက်စာရင်ကျွန်တော်တို့ brotherhood ညီကိုတွေကိုအားပေးနေတဲ့ညီပြင်ကလူတွေပေါ့နော်ဒီညကြည့်ရှုတဲ့လူတွေအတွက်ကောကျွန်တော်တို့ဒီ Zoom ကနေထိုင်တဲ့ခါကြရင်ကျွန်တော်တို့ဒီ brotherhood ကြတော့နည်းနည်းလေးအမှန်တရားလေးတွေပေါ့နော်အမှန်တရားပုံများမယ်ပြီးရင်ခါလဲခါလိမ့်မယ်လို့ယုံကြည်တယ်ပေါ့နော်အခုလက်ရှိမှာကျွန်တော်တို့ကြားနေတဲ့အတိုင်းကျွန်တော်တို့မကြာခင်တည်းကပဲဧပြီလ9ရက်သတင်းထုတ်ပြန်ချက်ရပါတော့ဧပြီ9ရက်နေ့မှာကျွန်တော်တို့ရဲ့မွေးစာတိအဒီဖလားမြို့ခလာရ268ကိုတင်သွားတယ်ကျွန်တော်တို့ဒီဖလမ်ပြည်သူပြည်သားမကပဲနဲ့ဒီချင်း brotherhood ညီကူမောင်နှမတွေအားလုံးအဖွဲ့ဝင်တွေအရန်ပျော်ကြတယ်ကျွန်တော်တို့ဖလမ်ရဲ့အောင်ပွဲကဒီ brotherhood အားလုံးရဲ့အောင်ပွဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့မြန်မာတနိုင်ငံလုံးဟုတ်ကဲ့မြန်မာနိုင်ငံတနိုင်ငံလုံးရဲ့အောင်ပွဲလည်းဖြစ်တယ်ဒီလိုမျိုးအောင်ပွဲတောင်မှတိတ်မကြသေးခင်မှာပေါ့နော်အခု online မှာပြတ်နေတဲ့သတင်းတွေကြားရတယ်ဘာသတင်းလဲဆိုရင်လက်ဆက်ဆက်ဆိုရင်เนาะကျွန်တော်တို့ကြားတဲ့အတိုင်းပဲမနေ့တနေ့ online ပေါ်တက်တယ်ကျွန်တော်တို့268မှာတင်းသွားတဲ့ဟော်ဝေဇာပေါ့เนาะလက်နက်ကြီးတစ်မျိုးညကြီးမှာကျွန်တော်တို့ online မှာတွေ့တယ်လို့ပဲကားကြီးနဲ့ဆွဲပြီးတော့အဲ့လိုမျိုးယူသွားတာတွေတွေ့ရတယ်ဒီနေရာလဲမှာခုဖက်ရက်ကွက်ကတော့နားထောင်ရင်တော့နားတော့ခါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့အမှန်တရားဖြစ်နေလို့ပေါ့နော်လူဒီမှာလဲဒီဒေါ်လှန်ကြီးကဒီနိုင်ငံရေးနဲ့စီရေးမှာတိုက်ဆိုင်မှုဆိုတာတော့မရှိပါဘူးပြီးတော့လဲတခုပြောချင်တာကြတော့ဗာလဲဆိုတော့ဗီဇနဲ့အကျင့်ဆိုတာကလည်းမတူပါဘူးဒီအကျင့်ကတော့ကျွန်တော်တို့ပြင်လို့ရတယ်ကျွန်တော်ကလေးငယ်ပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်အကျင့်ကတော့ပြင်လို့ရတယ်ဒါပေမဲ့ဗီဇကတော့တိတလောက်ဆိုရင်ကျွန်တော်အမေပြောပြတာဆိုရင်ဗီဇကတော့တားရဲ့တဲ့တေမပဲပြောတတ်တာတဲ့အဲ့ဒါကြောင့်ခူးတက်တဲ့ဗီဇရှိတဲ့လူကတော့ဒီတစ်ချိန်မကပါဘူးနောက်ပိုင်းလဲဘာတွေခူးလာမလဲဆိုတာတော့ကျွန်တော်တို့ဒီ brotherhood ညီကိုတွေလည်းတတိထားရမယ်ဒီခုနအရှိရပြောသွားတယ်လို့ပေါ့နော်ကျွန်တော်တို့ MP ပလျန်းကလည်းပြောတယ်ဖလားမြို့ဆိုတာဘယ်လောက်တန်ဖူးကြီးလဲချင်းနိုင်ငံကြီးခေါင်းဆောင်တွေပဲဖြစ်ဖြစ်ပညာတတ်တွေပဲဖြစ်ဖြစ်ဖလားမြို့ပေါ်ကလေမရှူဖူးတဲ့လူရီမတော့ဖူးတဲ့လူပညာမတင်ဖူးတဲ့လူမရှိတဲ့လောက်ပဲကျွန်တော်တို့မှာအရန်ကုန်ယူတယ်ကျွန်တော်တို့မြို့ဒါပေမဲ့အခုချိန်မှာဒီတခုလက်ထဲမှာကျွန်တော်တို့ရဲ့လက်နဲ့ကြီးတွေပါသွားတဲ့အခါကျတော့ဝမ်းနဲ့ကြီးကွဲစရာအရန်ကောင်းတယ်ပြီးတော့လဲလူသိရှင်ကြားမှာလဲရှက်ဖို့အရန်ကောင်းတယ်ပေါ့နော်ကုချင်းလူမျိုးချင်းချင်းဒီလိုမျိုးစစ်ပွဲနိုင်တဲ့အချိန်ကရထားတဲ့လက်နဲ့ကုချင်းလူမျိုးချင်းချင်းတည်းပဲပြန်ခူးလာတယ်ဆိုတာတော့အရန်ကိုယွန်းရှောက်ဖွဲ့ကောင်းတယ်ပေါ့နော်အဲ့ဒါကြောင့်ဗီဇနဲ့အကျင့်ဆိုတာတော့ကျွန်တော်တို့တတိထားရမယ်ငယ်ငယ်တုန်းကဆိုင်းဘုတ်ကတ်ထားတယ်လို့ပေါ့တတိမခူးရဆိုတဲ့တစ်ပင်မခူးရဆိုတဲ့ဟာမျိုးနဲ့ကျွန်တော်တို့ချင်းပြည်တပြည်လုံးမှာမခူးရဆိုပြီးတော့ကျွန်တော်တို့ဆိုင်းဘုတ်တွေကတ်ထားဖို့တောင်မှဒီဒေါ်လာရင်းမှာလူပါလိမ့်မယ်လို့ကျွန်တော်ပြောချင်တယ်ပြီးရင်ခုနပြောသလိုပဲကျွန်တော်တို့ဒီမှာ brotherhood ဒီ online ကနေfundraise လုပ်တဲ့အခါမှာနားထောင်တဲ့အခါမှာမဟုတ်မဟန်သတင်းတွေပြောတဲ့လူတွေကျွန်တော်တခါမှမတွေ့ဘူးဒါမဲ့ဒီ online မှာပြန့်နှံ့တဲ့အရာတွေကခုနပြောသလိုဗီဇပေါ့နော်ဥပမာလိန်တက်တဲ့ဗီဇဆိုရင်ကျွန်တော်တို့ဟိုဘက်ကကြည့်မယ်ဆိုရင်လည်းspook person selected နေလို့ပါလို့ပေါ့နော်
တစ်ချိန်လုံးစဉ်းစားပြီးတော့ကောင်းကောင်းမွန်မွန်စဉ်းစားပြီးတော့ဒီတူလူထုတွေကိုဘယ်လို brain wash လုပ်မလဲဘယ်လိုလိမ်မလဲတစ်ချိန်လုံးလိမ်မယ်ဆိုတာကြီးပဲပေါ့နော်အဲ့ဒါဗီဇတစ်ခုပေါ့နော်ပြီးရင်ခုနဥပမာတစ်ခုကျတော့ hardware ဆိုတာခူးသွားတဲ့ဟာလဲဒီဟာမဟုတ်ပါဘူးလူလဲခူးတယ်မြို့နယ်စုတွေလဲခူးတယ်တဖြည်းဖြည်းခူးလာမှချင်းပြည်တစ်ပြည်လုံးကိုခူးချင်တဲ့ဗီဇရှိပြီးသားပါအခုမှဒေါ်လာကြီးမှာပေါ်လာတာမဟုတ်ပါဘူးဟိုးငကူကလေးကကျွန်တော်တို့ငငယ်ကလေးကနေဒီဟာတွေကအများရန်ရှိတဲ့ဟာတွေဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့တန်ဖူးကိုကြတော့သူတို့ခူးလို့မရအောင်ကျွန်တော်တို့ရဲ့နှလုံးသားကိုကြတော့သူတို့ခူးလို့မရအောင်အခုကျွန်တော်တို့မှာရရှိထားတဲ့ဒီ hardware ဆိုရင်တန်ဖူးကဈေးနှုန်းနေဒီတန်ဖူး value ကျွန်တော်တို့မသိနိုင်ဘူးဒါပေမဲ့ကျွန်တော်တို့မှာချင်း brotherhood ရဲဘော်တွေရဲ့အသက်သွေးနဲ့တချို့ဆိုရင်အခုချိန်မှာခြေတော့မတာမစွမ်းနေဖြစ်ရှိတယ်တချို့ဆိုရင်အသက်ဆုံးရှုံးမှုတွေရှိတယ်ဒီဟာနဲ့ရထားခဲ့တဲ့တင်ထားခဲ့တဲ့ဟာဝေစာကြီးတွေဒီဟာရဲ့တန်ဖူးကဘာနဲ့မှနှိုင်းလို့မရအောင်အဲ့ဒါကိုအလွယ်တကူနဲ့ခူးသွားတော့လေဟိုဖက်လက်ထဲပါသွားတော့လေဘာတန်ဖူးသွားရှိမလဲဆိုတာဒီညကြည့်ရှုတဲ့လူတွေအားလုံးနဲ့တန်ဖူးကိုဖျက်နိုင်မှာဖြစ်ပါတယ်ဥပမာလေးပြောပြမယ်ဆိုရင်တော့ကျွန်တော်အမျိုးသမီးက T-shirt တစ်ထည်ဝယ်ပေးတယ်ဆိုပါတော့အဲ့ T-shirt တစ်ထည်ရဲ့တန်ဖိုးကဒေါ်လာ20ပဲရှိတယ်ဒါမဲ့ကျွန်တော်မွေးနေမှာလားဒါမှမဟုတ်Father Day မှာလားတခုမှ तू အမတ်တရားနဲ့တီးတန့်ပေးတဲ့အင်ဂျီဆိုရင်တော့ကျွန်တော်အတွက်ပူပြီးတော့ဒီဟာဟိုဘယ်လိုပြောမလဲတန်ဖိုးပကတိတန်ဖိုးထက်ဟိုခံစားမှုတန်ဖိုးလဲကြီးမားတယ်လို့အတုံးချမဲ့တန်ဖိုးလဲကျွန်တော်ဒီလိုအလုတ်လုတ်ဖို့ယူတာမန်ဒီလိုအားကစားလို့ဖို့အဲ့အင်ဂျီကိုဝတ်မှာမဟုတ်တော့တန်ဖူးထားပြီးတော့ခုနပြောတဲ့ပကတိတန်ဖူးတဲ့ခံစားမှုတန်ဖူးရဲ့အတုံးချမှုတန်ဖူးတွေနဲ့တကယ် standard ရှိတဲ့ T-shirt ကလေးဖြစ်တယ်ကျွန်တော်တို့အခုရရှိပိုင်ဆိုင်ထားတဲ့ brotherhood ညီကူရီရဲ့ကျူးစာအားထုတ်မှုနဲ့ရတဲ့ဒီဟာတွေအခုခံရတယ်ဆိုတာကတော့တော်တော်လေးကိုအောက်တန်းကျတယ်လို့လဲကျွန်တော်ကတော့ဒီညဒီကြည့်တဲ့လူတွေကိုတိကျင်တယ်ပေါ့နော်အတိပေးချင်တယ်နောက်ပိုင်းဆိုရင်လည်းခုနပြောသလိုဖလမ်မြူကတော်တော်လေးကိုတန်ဖူးကြီးသွားတယ်ပြီးတော့လည်းဒီမှားသွားတဲ့အမှားပေါ်နေကြံရှိနေသေးတဲ့ဒီ brotherhood ညီကူမောင်နှမတွေအားလုံးတချို့ရဲဘော်တွေအားလုံးဖလမ်မြူရဲ့တင်ခန်းစာကိုကျွန်တော်တို့လုံးဝမမဲ့ဖို့လို့လည်းယူရမယ့်အရာဖြစ်တယ်လို့ကျွန်တော်ပထမပိုင်းတော့ဒီလောက်နဲ့ပဲပြောချင်ပါတယ်ရန်ကြီးစုတင်ပါတယ် how was ဘာလဲ how was လက်နဲ့ကြီးကျမတော့မပြောတတ်ဘူးယူပါ how is လို့ခေါ်တာပေါ့ how is how is လက်နဲ့ကြီးကိုယူသွားတာပေါ့လက်နဲ့ကြီးယူသွားတာဒါဆိုလို့ရှိရင်ဖလမ်မှာကျမတို့ဒီမြန်မာပြည်မှာပေါ့နော်ဟိုကျမတို့မြန်မာပြည်မှာဆိုလို့ရှိရင်ဟိုဒီမြေပြက်မှာနေတော့ပေါ့နော်အဲ့ကျမတို့လာကွယ်ညတို့လာမညတို့အဲ့လိုမျိုးတွေမှာဆိုတခိုးကြီးညဟိုဒီကျမတို့အမျိုးမျိုးရှိတဲ့တရင်ကျွတ်တော့ပေါ့နော်အများသူ့ရဲ့ຢာတီပေါ့နော်တခိုးကြီးညဆိုတာတီးတန့်ရှိတယ်ပေါ့နော်လာမိုက်ညမှာတခိုးကြီးညဆိုတော့တဲ့တခိုးကြီးညမဟုတ်ဘဲနဲ့လေအဲ့လိုမျိုးယူသွားလို့ရတယ်ဆိုတဲ့သဘောဖြစ်သွားတာပေါ့နော်ဒါဆိုလို့ရှိရင်ဟုတ်တယ်တခုကတော့ကျွန်တော်တို့ကျန်းစာထဲမှာလည်းပါတယ်လေဘယ်ချိန်လာမလဲမသိဘူးသူကတော့အမြဲတမ်းခူးဖို့ချောင်းနေတဲ့အကျင့်ရှိပြီးဒါခုနကျွန်တော်အကျင့်နဲ့ဗီဇဆိုပြီးတော့နှစ်မျိုးခွဲထားတယ်ယူခူးတဲ့အကျင့်ဆိုရင်တော့ပြုတ်ပြင်ပြောင်းလဲလို့ရတယ်ဒါပေမဲ့သူ့မှာဗီဇပါကြရတော့ရှင်းပြောရင်များကျွန်တော်တို့ငငယ်တုန်းကဟိုခုနMP ပလျံကလည်းပြောပါတယ် Zombie Baptist Theological တို့ကျွန်တော်တို့ NTSC Nas Training School တို့ Surbon Lese တို့အမျိုးမျိုးပေါ့ကွာဟိုအများကြီးရှိတယ်အလုံးခဲ့တဲ့တရက်နှစ်ရက်မှာပဲဟို Texas ကခေါင်းဖြူတယောက်တောင်မှအများအားပြောတယ်အဲ့ခေါင်းဖြူကြီးဆိုရင်ကျွန်တော်တို့သူ့သားတွေနဲ့ကျွန်တော်တို့ရွယ်တူပဲကျောင်းနယ်ဖက်တငယ်ချင်းတွေဒါပေမဲ့ဟိုအဆက်ပေါ့နော်ဒါဟိုမနာလူသူများပစ္စည်းကိုမနာလို့တဲ့ဗီဇရှိတယ်တကယ်ခူးချင်တဲ့ဗီဇရှိတယ်ရှင်းပြောရင်ဟို re cat high mall cat jeep ကားတွေမောင်းတဲ့ cat တွေဟိုဆက်ကြီးကောက်တဲ့ cat တွေ cat ဆက်ပြောမယ်ဆိုရင်background check မယ်ဆိုရင်တော့ဗောနော် clear မဖြစ်ဘူးသူတို့မှာအဲ့လိုပြောတာသူတို့အကြောင်းကိုအတင်းတ
တုတ်ပြီးတော့ပြောတာမဟုတ်အမှန်တရားပြောတယ်ဆိုတော့မနေ့ပြန်ကြရင်ကျွန်တော်ပြောတဲ့ဟာဒီဗီဒီယိုခတ်ရင်လည်းခတ်မယ်ဒါပေမဲ့ကျွန်တော်အမှန်တရားပြောတဲ့ချက်ဟိုလုံးဝမကြောက်ပါဘူးဘာလို့လဲဆိုတော့မှန်တယ်လို့ပေါ့နော်အမှားပြောဖို့ခုနလိန်ဖို့ပြောတယ်ဆိုရင်မနေ့စဉ်းစားရတယ်ကျွန်တော်ဆိုရင်အဲ့လိန်ဖို့အမှားပြောဖို့ဆိုတော့စဉ်းစားချင်ဘူးဒီလိုအမှန်တရားဆိုရင်တော့တညအလုံးတော့ပြောခိုင်းရင်ပြောလို့ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ချင်းပြည်မှာဒီဒေါ်လာကြီးမှာပေါ့နော်ဟိုဘယ်လိုပြောမလဲ win-win situation နဲ့တွားမယ်ဆိုရင်အရန်ကောင်းတယ်ဟိုတစ်ခေါက်ကျွန်တော်လည်းပြောဘူးတယ်မြန်မာစကားပုံမှာလည်းရှိတယ်ပြားလဲဆွဲတာရှင်းလဲရှောက်တာဆိုတာရှိတယ်တစ်ပင်တစ်ပင်ရှိတယ်ဗျာချင်းပြည်နယ်ဆိုတော့သူကသူပြားဆိုတဲ့ DCNF CNA သူ့ရဲ့ policy သူ့ရဲ့တွားပုံတွားနည်းလဲနဲ့နှစ်ပေါင်း30ပဲဖြစ်ဖြစ်30ခုပဲဖြစ်ဖြစ်တွားပါလားပြီးရင်ဒီကရှင်းကျွန်တော်တို့လည်းဒီဒေါ်လာရေးတိုင်းတွားပါလားအခုကမဟုတ်ဘူးသူကမောင်ပိုင်စီးပြီးတော့အဲ့တစ်ပင်တစ်ပင်ကိုပြားလဲမဆွဲခိုင်းဘူးရှင်းလဲမတွားခိုင်းဘူးအကုန်လုံးမောင်ပိုင်စီးအမြစ်ကနေပဲသူကထုတ်တော့မလားအဲ့တစ်ပင်ကြီးကိုပိုင်ဆိုင်ချင်တာအဲ့ဒါလည်းသူ့ရဲ့ဗီဇပါပဲအဲ့ဒါကြောင့်ဒီညနားထောင်တဲ့ချင်း brotherhood အမခံဒီထောက်ပူရဲဘော်များပြီးရင် ground မှာရှိတဲ့ခေါင်းဆောင်များအားလုံးကျွန်တော်ကတော့ပြောချင်တယ်ဒီဗီဇကတော့ကျွန်တော်အမေပြောသလိုပဲတေမပဲပျောက်နိုင်တဲ့အရာမျိုးဖြစ်တယ်တဲ့တကယ်လို့ဗီဇဆိုတာဘလောက်ပဲပြုတ်ပြင်ပြောင်းလဲသွားပြီဆိုပြီးတော့ကျွန်တော်တို့အတိအမှတ်ပြုတ်ခဲ့မယ်ဆိုရင်တောင်မှတဲ့မြန်မာစကားပုံရှိတယ်ခွေးမီးကောက်ခြေတော့ဆွတ်အဲ့လိုပဲဖြစ်သွားတာပဲတဲ့အဲ့ဒါတော့အချိန်တန်ရင်သူ့ရဲ့ဗီဇပြန်ပေါ်လာတယ်အဲ့ဒါကြောင့်ဗီဇကတော့ဖျောက်လို့မရဘူးစပွဲပေါ်လဲယုံစရာမရှိဘူးကိုယ်ရမှာလဲယုံစရာမရှိဘူးအဲ့ဒါကြောင့်ခုနကျွန်တော်တို့ဒေါ်လာကြီးခေါင်းဆောင်ကြီးစတီဗန်ရှင်းထန်းပြောတယ်လို့ပဲသူတို့လုံးဝမရအောင်ကျွန်တော်တို့ရှောက်မဲ့လမ်းကိုပဲကျွန်တော်တို့ CB တွေကတော့ရှောက်ရမှာပဲကျွန်တော်တို့တိုက်เสียရှိရင်စစ်အာဏာရှင်မကချင်းအာဏာရှင်အကုန်လုံးတိုက်ထုတ်ရမှာပဲဆိုတဲ့ဟာလေးကိုပြောချင်ပါတယ်အရန်ကျေးဇူးတင်ပါတယ်